皆さんこんにちは。今日は私の一緒に日本語を勉強しましょう。အခုလေးလာမယ်ခေါင်းစဉ်တွေကပေါ့နော်။တို့ရဲ့ပါဆိုတာကလို့ပြောရမယ်ဆိုရင်ပေါ့နော်။တို့ရဲ့ပါက anti grammar လည်းပါတယ်ပေါ့နော်။စမယ်ပေါ့နော်။一番日本တို့ရဲ့ပါ寿司だよね。ဂျပန်လို့ပြောရမယ်ဆိုရင်寿司ပဲမလားတဲ့။2番夏တို့ရဲ့ပါ花火だよね。နွေရာသီလို့ပြောရမယ်ဆိုရင်တဲ့ပန်းပွဲတော်ပွဲမလား3番ရှူမဆုတို့ရဲ့ပါနားလီစုနော်စနေတိုင်းခွေပါနော်ဂျားပိတ်အဲ့လိုစနေနေ့တွေပိတ်ရဆိုရင်ဘာလို့မှလဲ4番ဆိုရဲ့ပါခီနိုဒိုတာတာအဲ့လိုဆိုရင်မနေ့ကဘလို့ဖြစ်ခဲ့လဲ5番ယာမသာဆန်တို့ရဲ့ပါဆိုင်ကမီနိုင်နဲ့ယာမသာဆန်ကိုအခုတလောမတွေ့ဘူးနော်တဲ့ဆိုရဲ့တို့ရဲ့ပါဆိုတာပေါ့နော်လို့ပြောရမယ်ဆိုရင်တို့ပြောနေမှာတော့ねပေါ့နော်ကဲကိုကိုမတဲ့ဂျမတာね